နိုင်ငံတနိုင်ငံအဆင့်ပြီလားမမီလားဆိုရင်အဲ့ဒီနိုင်ငံမှာရှိတဲ့အိမ်သားတွေကိုလိုက်တက်ကြည့်လိုက်ဒါကျွဲဥကြောင့်ဥထဲမှာကျွဲရဲ့အသားတွေထောင်းပြီးထည့်ထားပါတော့ဒါစားတာလားမသိအမွှေးကြီးနဲ့ကျုံအမွှေးရှည်ကြီးနဲ့ဒါကျွဲအခေါက်ဘာစကသူ့ရဲ့သတိပေးစာတွေ့ပြီးတော့တေးပေါက်မှာတော့ကြောက်သွားတရွာလုံးအလုံးလုံးကြတယ်ပတ်စံထဲတော့ပတ်စံမထဲရင်တရွာလုံးဘူးမှမလုပ်ဘူးမသူ့မိုးနေတယ်ဒီနေ့တော့ကျွန်တော်ကဆိုင်ကငှားစရာလည်းမလိုတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကတငယ်ချင်းရှိသွားပြီအီဆန်တငယ်ချင်းတယောက်ပေါ့နော်သူကချုံဖဲမှာနေတာကျွန်တော်ကလည်းချုံဖဲကိုလာလေတာပေါ့နော်အဲ့တော့သူ့စီကိုလာလေတာပေါ့သူ့ရဲ့အိမ်မှာတဲတယ်ဟိုတယ်ကလည်းမကုန်ဘူးပေါ့နော်အခုသူကသူ့ရဲ့အလုပ်တော့ဖွင့်တယ်ဗျာသူ့ရဲ့အလုပ်ကိုခွင့်တရက်တိုင်ပြီးတော့ကျွန်တော်ကိုငါးမျက်နှာဖျားလိုက်ပို့တယ်အဲ့တော့ဒီနေ့ငါးမျက်နှာဖျားကိုသွားဖို့မယ် But person girl ဆိုတဲ့ဖျားငါးမျက်နှာငါးမျက်နှာတဆင့်ရှိတဲ့ဖျားပေါ့နော်အဲ့ဒီကိုသွားလေမှာအဲ့တော့ဒီနေ့ကကျွန်တော်တထောင်တက်တာနဲ့သွားလှည့်ရတဲ့နေ့ပေါ့နော်ဘာလို့လဲဆိုတော့ဆိုင်ကယ်နဲ့မောင်းပြီးသွားစရာမလိုသလိုနေပူထဲမှာလည်းသွားနေစရာမလိုဘူးကားနဲ့ပေါ့နော်တငယ်ချင်းရှိတော့အဲ့လိုပဲအဲ့တော့ရောက်တဲ့နေရာမှာတငယ်ချင်းဖွဲ့တာအကောင်းဆုံးပဲပေါ့နော်ဘာလို့လဲဆိုတော့သူတို့တွေကလည်းခင်တတ်ပါတယ်ကိုယ့်ဘက်ကရိုးရိုးသားသားနဲ့ခင်မယ်ဆိုသူတို့တွေကလည်းခင်ကြတယ်ပြီးလို့ရှိရင်ကိုတွေကဗီဒီယိုလောက်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ကပို့ပြီးတော့တောင်သဘောကျကြရပေါ့နော်သူတို့နိုင်ငံကိုအခုလိုမျိုး promotion လုပ်ပြီးတယ်ပြီးလို့ရှိရင်သူတို့ကိုယ်တိုင်တောင်မှဒီလိုမျိုးတွေမလုပ်နိုင်ဘူးပေါ့နော်သူတို့ကအားပေးတယ်တကယ်လည်းအားပေးတယ်တကယ်ကောင်းတဲ့ထိုင်းနေလေတကယ်ကောင်းကြတယ်တချို့ကျတော့ကိုတွေကိုမယုံရဲတာလည်းပါမှာပေါ့နော်စိတ်မကောင်းတာတော့မဟုတ်ဘူးမယုံရဲတာပါတာထိုင်းတော်တော်များများကျွန်တော်မှတငယ်ချင်းတွေရှိတယ်ဒါပေမဲ့သူတို့ကစိတ်ကောင်းကြတယ်မဟုတ်တာမလုပ်ကြဘူးပေါ့နော်မြန်မာတွေတချို့မြန်မာတွေမဟုတ်တာလုပ်တာပေါ့နော်ကိုယ့်အပေါ်မှာထိုင်းလူမျိုးတွေကမဟုတ်တာတော့မလုပ်ဘူးဒါပေမဲ့သူတို့ကလူမျိုးကြီးဝါဒအဲ့လိုမျိုးသူတို့နိုင်ငံသူတို့ ancient ဖြစ်တဲ့အတွက်ကြောင့်သူတို့ကတော့အပေါ်စီကတော့နေချင်နေမှာပေါ့နော်ဒါပေမဲ့ပညာတတ်တဲ့ထိုင်းလူငယ်တွေတော်တော်များများဘယ်တော့မှတစ်ဖက်သားရောအဲ့လိုမျိုးနှိမ်ပြီးတော့လည်းမကြည့်တယ်လို့နှိမ်ပြီးတော့လည်းမဆက်ဆံဘူးနောက်ပြီးတော့ဘယ်လိုလဲလူချင်းပဲဆိုတဲ့အတွေးပဲရှိရသူတို့မှာဘလို့မှခွဲခြားဆက်ဆံမှုတိတ်မရှိဘူးပေါ့နော်အခုခွဲခြားဆက်ဆံတဲ့လူတော်တော်များများကဟိုနောကလူတွေများတယ်အသက်40ဝန်းကျင်အထက်တွေကပိုများတယ်ပေါ့နော်ခုခေတ်လူငယ်တွေကအဲ့ဒါတမိုင်းအဲ့လိုပဲပြောကြတာများတော့အဖြစ်လေနိုင်ငံရေးနဲ့ပတ်သက်လာရင်တော့မှဟိုနောကဖြစ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်လာရင်တော့မှခုခေတ်လူငယ်တွေကနားလည်ပြီးအဲ့ဒါကပြီးခဲ့ပြီအခုကnew generation ဖြစ်သွားပြီအခုက2026 2029 2028ဖြစ်နေပြီပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကပြီးခဲ့ပြီအခုခေတ်ကအခုခေတ်က new generation ခေတ်အဲ့ဒါတွေနဲ့မဆိုင်ဘူးဆိုပြီးအဲ့လိုမျိုးအများတန်းပြောလို့ရှိရဲ့ที่นี่อยู่ไหนน้ำหนาวไม่มีซิกเนลเนาะไม่มีซิกเนลไม่มีอินเทอร์เน็ตที่นี่ဒီနားမှာဘာအင်တာနက်မှမရဘူးဘာလိုင်းမှလည်းမရတော့တောင်ပေါ်ရောက်လာဘွယ်ရောက်လို့ပေါ့နော်တေးအရင်ပေါက်ချင်လို့သူ့ရဲ့သတိပေးစာတွေ့ပြီးတော့တေးပေါက်မှာတော့ကြောက်သွားသူ့ရဲ့သတိပေးစာကိုပြမယ်ဘာလဲဆိုတော့တေးတော့မပေါက်ရဘူးတကယ်လို့သာတေးပေါက်နေတော့ပြားကောင်လာကြိုက်လို့တော့အမလီဖေကြည့်လိုက်ဟိုဟာတဲ့ပြားကောင်ကိုသတိထားပါတဲ့ပြားကြိုက်တတ်တဲ့သဘောမှရှိရယ်တေးပေါက်နေတော့သာကြိုက်လို့တော့ကြည့်ကောင်းပြီပြားကျွန်တော်တို့လန်တဝက်ရောက်လို့ပေါ့နော်တောင်ပေါ်ကိုမဆင်းရသေးဘူးခုချိန်ထိတောင်နေများပဲကြည့်လိုက်ဘာကြီးလဲမသိဘူးဒါတွေကအချောက်လန်းထားတာသိလားနန်လိုက်တာလုံးဝအစ်စ်တွေလုံးဝအသားอันนี้คืออะไรมัมครับเป็นตัวนี้เป็นมัมตับมังဒါကျွဲဥကြောင်ဥထဲမှာကျွဲရဲ့အသားတွေထောင်းပြီးထည့်ထားပါတော့ဒါကတော့ကျွဲရဲ့အခေါက်တွေပေါ့နော်ဒါစားတာလားမသိအမွှေးကြီးနဲ့ကျုံအမွှေးရှည်ကြီးနဲ့ဒါကျွဲအခေါက်ဒါကျွဲဥကြောင်ဒါအမဲဥကြောင်ပြမယ်အဲ့ဒါကျွဲသားတဲ့ကျွဲဘာလုံးမှလည်းမသိဘူးဒါတွေကိုအမွှေးတွေနဲ့လေဘာလုံးမှလည်းမသိဘူးဒီလောက်အမွှေးတွေအများကြီးနဲ့ချက်စားတာလားမသိဘူးနော်ဒီမှာသူ့ရဲ့ဥကြောင်နေအမချက်ဥကြောင်နေဟိုမှာဆိုရင်လည်းအမဲသားတွေကိုအဲ့လိုမျိုးလှမ်းထားတာအမဲသားတွေကိုလှမ်းပြီးရောင်းတာပေါ့နော်အဲ့လိုမျိုးအတွဲလိုက်ကြီးเนื้อနွားသားတွေတောင်ဖြစ်သွားအမဲသားတွေကိုအချောင်းလန်းหน่อไม้မြင့်အချောက်
နှစ်ကိုဘယ်လိုလောက်ထားလဲမသိဟိုးနွားအသားတွေအဲ့လိုမျိုးရောင်းတာပေါ့အချောက်လှမ်းအပြားလိုက်ကြီးအချောက်လှမ်းထားတာအပြားလိုက်ကြီးထူးထူးဆန်းဆန်းတော့နွားအသားတွေကိုအဲ့လိုမျိုးအပြားတွေလုပ်ပြီးတော့အဲ့လိုမျိုးအချောက်လှမ်းပြီးတော့ရောင်းတာပေါ့နော်အပြားလိုက်ကြီးရောင်းတာတုံဖြူကအရန်စားကောင်းတယ်လေစီးပတ်ဝင်တယ်နော်ဒီလိုမျိုးလေးကြိုက်တယ်အကြီးတွေမကြိုက်ဘူးမြစ်တွေရောင်းတာလေသူတို့ဘက်ကမြစ်ပေါ်တာကိုဒီပါမှာဓာတ်တောင်ပေါ်ဆိုတော့လေသူတို့ရဲ့ခောက်နေကိုလေကောက်ဟင်းလောက်တဲ့ဟာကောက်ဟင်းရှေးနွားဆိုရင်ခက်လိုမျိုးဟာရင်းနဲ့လောက်တာအခုခေတ်တော့အဲ့လိုမျိုးဟာရင်းနဲ့မလောက်တော့ဘူးပေါ့နော်။အိုးတောင်တွေအများကြီးကိုဖျက်ကျော်ခဲ့ရပဲ။အိုးမင်းစားပြီးပြီဆိုတော့ခရီးဆက်လိုက်ပါအောင်မယ်။ Oh my god ဘူကရောမြက်ခုံးသီးလားဟလားဘူကရောမြက်ခုံးသီးလားစားလို့ရလားမသိဘူးနော်စားလို့မရဘူးကြည့်လိုက်ပြုတ်ခဲနေရပဲဘူကရောမြက်ခုံးသီးသူတို့နိုင်ငံမှာကဒီလိုမျိုးခရီးသွားတွေအများဆုံးလာတဲ့နေရာမှာဆိုအင်တာဆို free မပေးတက်ဘူးအဲ့လိုမျိုး9ဘတ်ပေးတက်ရတယ်ပေါ့နော်ဒီမှာ9ဘတ်အဲ့ဒါကိုကျွန်တော်ကဒီထဲကိုထည့်တယ်ဒီမှာတန်ကွန်ချာ9ထက်နဲ့အင်တာတက်ရမှာပေါ့နော်အဲ့တော့ဒီထဲကို9ဘတ်ထည့်လိုက်တယ်9ဘတ်ထည့်မှသာကျွန်တော်တို့ကဒီတွန်းလဲလေးကိုတွန်းဝင်လို့ရမှာပေါ့နော်အဲ့လိုမျိုးလုံးဝမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်နေတဲ့နေရာကတော့ဘယ်နေရာလဲဆိုတော့ပက်ချပွန်ပြည်နယ်မှာရှိတဲ့ခောက်ခိုးဆိုတဲ့တောင်တန်းဒေသကိုရောက်နေတာပေါ့နော်ကျွန်တော်အရန်ကိုလာခြင်းနဲ့ဖျားကြီးစီကိုလာခဲ့ရပါတော့အဲ့ဒီဖျားကြီးရဲ့နာမည်က Wat Phasong Khae လို့ခေါ်တယ် Wat Phasong Khae လို့ခေါ်တယ်Phasong Khae ဆိုတာကဒီထိုင်းနိုင်ငံမှာဆိုရင်အရန်ကိုနာမည်ကြီးတဲ့ဖျားကြီးပေါ့နော်ဒီဖျားကြီးကဖျား9စုတက်စုနဲ့တက်စုထက်ပြီးတော့ထိုင်တော်မူတဲ့ဖျားကြီးပေါ့နော်အဲ့တော့ဒီဖျားကြီးရဲ့နာမည်က Wat Phasong Khae လို့ခေါ်ပါတယ်သူရဲ့ဒီဖျားကြီးရဲ့အဓိပ္ပာယ် Phasong Khae ဆိုတာကကြောက်မျက်လုံးဖန်လုံးကိုဖုံးကွယ်ထားတဲ့ဂူကြီးဆိုတဲ့သဘောမျိုးပေါ့နော်ဒါကရှေးကအယူအဆတွေအရတဖြည်းဖြည်းနဲ့အဲ့လိုခေါ်တွင်လာခဲ့ရပါတော့အဲ့ဒီတမိုင်းကြောင်းလေးကိုလည်းကျွန်တော်ပြောပြမယ်ဒါကတော့ရာဇဝင်တက်ပဲပေါ့နော်အဲ့တော့လောလောဆယ်ကျွန်တော်ဖျားကြီးကိုပြမယ်ဘယ်လောက်ထိတာရလဲဆိုတော့ဒါကတော့ Wat Phasong Khae လို့ခေါ်တယ်ပေါ့နော်ဖျား9စုတစ်စင်းနဲ့တစ်စင်းစုတဆင့်နဲ့တဆင့်ထိုင်နေကြပါဘောနော်ဖျား9စုလုံးကတက်ထိုင်နေကြတာပေါ့နော်ဒီဖျားကြီးကပက်ချပွန်ပြည်နယ်ခုံခုတ်တောင်တန်းဒေသမှာရှိတယ်ပေါ့နော်ဖျားကြီးကိုဒီဒေသခံတွေကသူတို့ကပုံမြင်တစ်ခုအနေနဲ့သတ်မှတ်ထားကြပါဘောနော်ဟိုတော့ကသူတို့ရှေးအစဉ်အလာအရာဒီပုံမြင်တစ်ခုအနေနဲ့တွင်ရှိခဲ့တာကတော့ဒီဖျားကြီးကိုဘာကြောင့်Wat Phasong Khae လို့စပြီးတော့ဒီခေါ်ဆိုခဲ့ကြတာလဲဆိုတော့ဒီဖန်မျက်လုံးလို့ခေါ်တဲ့ဒီကြောက်မျက်လုံးအလင်းရောင်တန်းတစ်ခုอ่ะပေါ့နော်ဒီတောင်တန်းဒေသပေါ်မှာဒီအပေါ်မှာလင်းနေတာပေါ့နော်အဲ့ဒီလင်းနေတဲ့ဖန်လုံးကြီးကမီးလုံးကြီးကြောက်မျက်လုံးကြီးကနေပြီးတော့တဖြည်းဖြည်းနဲ့ဒီတောင်တန်းရဲ့အောက်ကဂူထဲကိုပျောက်ဝင်သွားတာပေါ့နော်အဲ့ဒီအချိန်ကစပြီးတော့ဒီနားကို Wat Phasong Khae ဆိုပြီးတော့ခေါ်တွင်ပြီးတော့ဒီဖျားကြီးကိုတီထားကိုးကွယ်ထားတာပေါ့နော်2010မှာစပြီးတော့အဓိကတီထားကိုးကွယ်ထားကြတယ်အဓိကကတော့သူကဒီလိုမျိုးနိုင်ငံသားခရီးသွားတွေကိုအဓိကရည်ရွယ်ပြီးတိဆောက်ထားတာမဟုတ်ဘူးဒီနေရာမှာတရားထိုင်ခြင်းတတိပဋ္ဌာန်တရားတွေပွားများဖို့အတွက်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့တိဆောက်ထားခဲ့တာပေါ့နော်ဒီဖျားကြီးရဲ့9မျက်နှာဖျားကြီးရဲ့9စုအစင်းစင်းထိုင်နေတဲ့ပုံစံကတော့ဘလို့ရည်ရွယ်ပြီးတိဆောက်ထားလဲဆိုတော့ဒီကျွန်တော်တို့အခုလက်ရှိကဘာဗဒကဘာမှာပွင့်ပြီးတဲ့အခုကျွန်တော်တို့ကဘာမြေကြီးမှာပွင့်ပြီးတဲ့ဖျား9စုပေါ့နော်4စုပွင့်ပြီးသွားရင်နောက်ဆုံး1စုပဲကျန်တော့တာပေါ့နော်အဲ့တော့ဒီ9စုကိုရည်ရွယ်ပြီးတော့တိဆောက်ထားတာပေါ့နော်1စုနဲ့1စုကနောက်ဆုံးပွင့်မဲ့ဒီနာကပ်ပွင့်မဲ့အရိမစ်တေယမြတ်စွာဘုရားရှင်လည်းပါတယ်ပေါ့နော်တဆင့်1စုဒီ1စုကဒါပွင့်ပြီးတဲ့ဖျားတွေ4စုမြောက်ကပွင့်ပြီးဖျားတွေဟိုနောက်ဆုံး1စုကကျတော့နောက်အနာဂတ်မှာပွင့်မဲ့အရိမစ်တေယမြတ်စွာဘုရားကိုရည်ရွယ်ပြီးတော့တိဆောက်ထားပါတော့ဒါကကျွန်တော်တို့အခုဗဒကဘာမှာပွင့်မဲ့ပွင့်သွားတဲ့ဖျားတွေပေါ့နော်အဲ့တော့ဒီဖျား9စုကိုရည်ရွယ်ပြီးတော့ဒီ Wat Phasong Khae ဆိုပြီးတော့တီထားကိုးကွယ်ထားကြတာပေါ့နော်အဲ့လို Wat Phasong Khae ဆိုတော့ဒဏ္ဍာရီလာပုံမြင်နေအရာရှေးတကယ်သမိုင်းဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့ဒေသခံတွေရဲ့ယုံကြည်မှုအယူအဆအရာတော့ဒီကြောက်မျက်လုံးကြီးကဒီအလင်းတန်းကြီးရပေါ့နော်ဒီတောင်တန်းဒေသမှာတိမ်မြုပ်သွားတယ်ပျောက်ကွယ်သွားတယ်ပေါ့နော်ဒီကူထဲမှာပျောက်ကွယ်သွားတယ်ဒါကြောင့်အဲ့ဒီကြောက်မျက်လုံးကြီးကိုဖုံးကွယ်ထားတဲ့ဂူးဆိုပြီးတော့ Wat Phasong Khae ဆိုပြီးတော့သူတို့ကနာမည်ခေါ်တွင်ကြတာပေါ့နော်
အဲ့တော့ဒီဖျားကြီးကိုကျွန်တော်တို့သွားပြီးတော့အတွင်းပိုင်းထိလိလာကြည့်ကြမယ်နော်တကယ်ကိုလည်းစိတ်ဝင်စားဖို့ကောင်းတယ်လို့တကယ်ကိုလည်းလှတယ်တကယ်ကိုလည်းတက်တယ်ပေါ့နော်ပြီးရင်နောက်ကတောင်တန်းနေနဲ့ပြီးရင်ဒီလိုအချိန်ကတိတ်ပြီးတော့မြူတိတ်မရှိတဲ့အချိန်ပေါ့နော်တကယ်မြူရှိတဲ့အချိန်ဆိုအရန်ကိုလှတာတိမ်တိုက်တွေကြားထဲမှာဖွေးဖြူနေတဲ့ကြားထဲမှာဒီဖျားဖြူကြီးကထင်းထင်းပေါ်လွင်နေတာပေါ့နော်ပက်လည်းမှာလည်းလုံးဝတောင်တန်းဒေသလုံးဝတောင်ကျိုးတောင်ကြားထဲမှာပဲရှိရဗျာအဲ့တော့ဒီဘက်မှာဆိုရင်လုံးဝတောင်ကျိုးတောင်ကြားလုံးဝတောင်ထိပ်ကြီးအမြင့်ကြီးမှာပက်လည်းမှာရှိတာသူ့ရဲ့နဘေးမှာရွာတွေမြို့တွေဆိုတာမရှိဘူးပေါ့နော်ဒီတောင်တန်းကိုခုတ်ခွန်းခောက်ခိုးလို့ခေါ်တာပေါ့နော်ခောက်ခိုးချိုင်းမယ်ခောက်ခိုးတောင်တန်းဒေသလို့ခေါ်တွင်တယ်အဲ့တော့ဒီတောင်တန်းဒေသပေါ်မှာတိဆောက်ထားတဲ့ဖျားကြီးဖြစ်ပါတယ်ဝတ်ဖတ်ဆုံကဲဝါရီနဲ့ထွန်ရက်နေတာတွေဒီမှာလျှက်ဆက်မှုလေယာစနစ်ပေါ့နော်ဒါလက်မှုလေယာစနစ်ဒီမှာကောက်ဆိုင်နေတာလေးတွေကိုတရုပ်ပြထားပေါ့နော်ချစ်စရာလေးတွေဒါနိုင်ငံခြားသားခီးသွားတွေကိုစိတ်ဝင်စားအောင်လုပ်တာပေါ့နော်ဖျားကြီးရဲ့အတွင်းဘန်းကိုသွားကြည့်မယ်ပေါ့နော်ဒါအပေါ်မှာဖျားကြီးပေါ့နော်ဒီအတွင်းထဲမှာဘယ်လိုမျိုးတွေရှိလဲဆိုတာသွားကြည့်မယ်သွားဖူးကြည့်မယ်ပေါ့နော်မရောက်ဖူးသေးတဲ့လူတွေလည်းဖူးခွင့်ရအောင်လို့ပေါ့နော်ဒီမှာ solution ကျွန်တော်ပြမယ်စင်ဖြူတော်ကြီးနဲ့တွေ့လားစင်ဖြူတော်နဲ့ဖျားတွေကိုလောက်ထားတယ်တက်ပဲအေးချမ်းနေဗျာအဓိကသူတို့ဘက်ကငကားတော့မပါမဖြစ်ပဲငကားတော့မပါမဖြစ်တွေ့လားငကားမရတော့မပါမဖြစ်အမှန်ဝက်ဖက်ဆောင်ကဲဆိုတာအဲ့ဒီကြောက်မြက်လုံးအဲ့လိုမျိုးကြောက်မြက်လုံးကြီးတောင်ကူတဲကိုကွယ်ပြောက်သွားတာပေါ့နော်အဲ့ဒီဟာကိုဒဏ္ဍာရီလာပုံမြင်နေအရာဒီဖျားကြီးကိုတီထားကိုးကွယ်ထားကြတာပေါ့နော်ဒီဖျားကြီးရဲ့နာမည်ကအဲ့လိုမျိုးစတင်ဖြစ်ပေါ်လာတာဆိုပြီးတော့ဝက်ဖက်ဆောင်ကဲဆိုပြီးတော့ဖြစ်ပေါ်လာတာပေါ့နော်ဒီလိုမျိုးပုံစံတော့မမြင်ဘူးငကားလိုလိတ်လိုပေါ့နော်ငကားမင်းနေအမှတ်တရဝယ်ပြီးတော့ဒီလိုမျိုးလေးတွေမှာချိတ်ခဲ့ရပါတော့သူကကိုရေးချင်တဲ့ဟာလေးတွေရေးဒီခေါင်းလောင်းလေးမှာကိုရေးချင်တာရေးပြီးတော့ကိုရေးချင်တာလေးရေးပြီးတော့ဒီမှာအမှတ်တရချိတ်ခဲ့ကြတာပေါ့နော်အမှတ်တရချိတ်ခဲ့ကြတာအဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ဖျားကြီးပေါ်တက်ကြည့်အောင်ဒီငါမျက်နှာဖျားကြီးပေါ်ပေါ့နော်ဖျားကြီးပေါ်ဆက်တက်ကြည့်အောင်နော်အေးချမ်းနေတာပဲဒါဖျားကြီးရဲ့အပေါ်ရောက်သွားပြီပေါ့နော်ဖျားကြီး9စုရဲ့အောက်တက်တယ်ပေါ့နော်เป็นของที่ระลึกกลับบ้านได้เลยครับเชิญทางนี้ครับอย่าลืมครับทุกคนก่อนกลับทุกคนให้ยกจากมงคลเปิดโชคเปิดดวงต่อหน้าองค์พระธาตุและสิ่งศักดิ์สิทธิ์ทั้งหลายขอเปิดโชคเปิดดวงขอในสิ่งที่ปรารถนาขอเลื่อนยศเลื่อนตำแหน่งสอบแข่งขันเข้าทำงานขอการงานการเงินขอโชคขอลาภก้อนใหญ่ง่ายကုသိုလ်ကောင်းမှုလုပ်တာ။ဦးဖျားရဲ့အတွင်းထဲမှာအရန်တက်ပေးတာပဲ။အရန်တက်ပေးတာပဲကျုံကျွန်တော်သူများတွေကအဲ့လိုသင်္ကန်းတွေဝယ်ပြီးတော့ครับครับအော်ဒီလိုမျိုးသူကဒီလိုမျိုးကိုရွတ်ချင်တာရွတ်ပြီးတော့ပတ်ရမှာပေါ့နော်3ခါပတ်ရမှာတဲ့ဒီလို3ခါပတ်တဲ့အခါမှာဒီကောင်းကင်ဘုံဂိတ်တကားပေါ့နော်ဒါကောင်းကင်ဘုံဂိတ်တကားတဲ့ဝင်သွားလို့ရှိရင်အဲ့လိုမျိုးမီးလေးတွေကိုဝိညာဉ်ခေါ်တဲ့ပုံစံမျိုးလေးလှုပ်ထားတာဗျာနည်းနည်းတော့ထူးထူးဆန်းဆန်းလေးလှုပ်ထားတာပေါ့နော်ဒါပေမဲ့သူတို့နိုင်ငံခြားသားတွေကိုအဲ့လိုမျိုးဆွဲဆောင်တဲ့အရာတစ်ခုအနေနဲ့လေထည့်သွင်းပြီးလှုပ်ထားရလဲဖြစ်မှာပေါ့အဲ့လိုမျိုးလေးတွေထည့်ထားဆိုတော့ဝင်သွားတဲ့လူအတွက်နည်းနည်းတော့ယုံကြည်မှုလေးထူးကဲသွားရလို့ခံစားရတယ်ဗျာဒီထဲမှာရှိရဖျားရတယ်တကယ်ကိုအေးချမ်းပြီးတော့မျက်နှာတော်ကလေးတကယ်ကိုအေးချမ်းနေရပဲတကယ်လှတဲ့နေရာလေးပေါ့နော်มาเดินเข้าประตูสวรรค์ဒါလေးကဆရာတော်ရဲ့လက်ဆောင်ပဲပေါ့နော်သူကပတ်စံအိတ်လေးထဲမှာထည့်ထားတယ်ပတ်စံနေဝင်ဖို့အတွက်ပေါ့နော်အဲ့တော့ဒီဟာလေးလိုချင်ရင်အလူငွေ100ထည့်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးပတ်စံအိတ်ထဲမှာထားခြင်းလို့အလူငွေ100ထည့်လိုက်မယ်ပေါ့နော်ဆရာတော်ရဲ့လက်ဆောင်ပေါ့နော်ပတ်စံနေအမြဲတမ်းဝင်အောင်လို့ပေါ့နော်အဲ့တော့ขอบคุณมากครับฐานพระพุทธรูปกรีบบัว3 ชั้นที่จะร่วมบุญร่วมทำบุญใส่บาตรได้ตามกำลังศรัทธานะครับ
1 บาท ကရင်ပြင်တော်ပတ်ပတ်လေပေါ်မှာဆိုလို့ရှိရင်လေဒီလိုမျိုးကြောက်မြက်လုံးပုံစံတွေအများကြီးတီထားတာတွေ့ရတယ်ပေါ့နော်အဓိကကသူ့ရဲ့ဟိုဒဏ္ဍာရီလာတမိုင်းအရာတီရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုရင်လည်းပေါ့နော်အဲ့လိုမျိုးကြောက်မြက်လုံးပုံစံတွေအများကြီးပဲပေါ့နော်ဒီမှာဆိုရင်လည်းကြောက်မြက်လုံးပေါ့နော်ဒီဖရားကြီးရဲ့တမိုင်းဒဏ္ဍာရီအရာဆိုရင်လည်းဒီကြောက်မြက်လုံးကြီးကဒီတောင်ကြောက်မြက်လုံးအလင်းတန်းကြီးကတောင်တန်းကနေပြီးတော့ဒီတောင်ထဲမှာရှိတဲ့ဂူထဲကိုပျောက်ကွယ်သွားတယ်လို့သူတို့ကတတ်မှတ်ထားကြပါတော့ဟိုးပေါ်တော့တက်ကြည့်မှာဟိုကျောင်းဆောင်ပေါ်ရောက်တော့ဟိုကျောင်းဆောင်ပေါ်တော့တက်ကြည့်မယ်နော်အရန်လာတယ်အဲ့ဒီပေါ် ก่อนเดินเข้าพระมหาเจดีย์กรุณาถอดรองเท้าของท่านวางไว้ที่แท่นไม้ တကယ်ကိုตาရတဲ့နေရာပါတကယ်ကိုတောင်းတယ်လို့နောက်ခံထားပြီးဖျားအဖြူယူတီထားတာဆိုတော့လေဖျားကလည်းရိုးရိုးဖျားမဟုတ်အဲ့လိုမျိုးငါးစုကိုတဆင်ထက်ထိုင်နေတဲ့ပုံစံမျိုးကြီးတီထားကိုးကွယ်တာဆိုတကယ်ကိုမှလည်းရင်သက်ရှူမောပါပဲတကယ်ကိုလည်းလာတော့တောင်တန်းကြီးကိုလည်းမြူရီတိတ်နေဖုံးနေတာဆိုအရန်လာတယ်အရန်မိုက်တယ်အဲ့တော့လာမယ်ဆိုရင်ပက်ချက်ဘုံကိုလာလို့ရတယ်ပက်ချက်ဘုံမှာတည်ရှိရပေါ့နော်ပက်ချက်ဘုံရဲ့ခေါက်ခိုးဆိုတဲ့တောင်တန်းဒေသမှာတည်ရှိတာပေါ့နော်အဲ့တော့ဒီလူလေးတွေဘာလောက်တာလဲကြည့်ချင်တယ်ပေါ့နော်အဲ့တော့သူ့ကို10ဘတ်ထည့်လိုက်မယ်သူတို့ဘာလောက်ကြလဲကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒါလေးတွေလောက်တာကြည့်ချင်တာကိုသူတို့ကပတ်စံထည့်ရတယ်စီးပွားရေးလောက်တဲ့ချက်ကိုသိလားဒီမှာ10ဘတ်ထည့်ရတာပေါ့နော်ဒီမှာလောက်မ10ဘတ်ထည့်ရင်သူတို့မြည်မှာပေါ့နော်အဲ့တော့ထည့်လိုက်မယ်โอเคပြမယ်ก่อนเดินရက်သွားပြီကဲအဲ့တော့ဒီအုပ်စုကိုသူတို့ဘာကြီးလောက်ကြရလဲကြည့်ကျင်တယ်အဲ့တော့10ဘတ်ထပ်ထည့်မယ်ကျွန်တော်လည်းဒီနားတင်ပတ်စံကုန်နေပြီပေါ့နော်နိုင်ငံသားတွေကိုဘယ်လောက်ထိမဆွဲဆောင်နေကျွန်တော်တော့စိတ်ဝင်စားတယ်အဲ့တော့ဒီအယုတ်ကလေးတွေဘာလောက်ကြရလဲဆိုတာကြည့်ကြမယ်10ဘတ်ထည့်လိုက်မယ်10ဘတ်ထည့်တီးလုံးဖွင့်မှာပေါ့နော်10ဘတ်ထည့်ပြီစပြီပြတရွာလုံးအလုံးလုံးကြတယ်ပတ်စံထဲတော့ပတ်စံမထဲရင်တရွာလုံးဘူးမှမလုပ်ဘူးမသူ့မိုးနေတယ်တက်ကင်မိုးနေတယ်အိမ်ဆောက်နေတယ်မလီပတ်စံပေးမှအကုန်လုံးတာပြောင်းမှဗီဒီယိုရွှေ့နေတယ်မအိမ်ထဲမှာအိမ်ပေါ်မှာအစအကုန်အလုံးလုံးကြရလေနော်ဟိုနောက်မှာလှဲနဲ့အလုပ်တွေလုပ်နေကြဟိုမှာတပြက်စီးလဲတဲ့သူနဲ့မမောင်းထောင်းနေသူနော်ဟိုအောက်မှာအစားအိမ်အောက်မှာအစားဟိုမှာချင်းကြက်ဖန်းနေရဟိုမှာကြက်ဖန်းနေရတောင်တက်နေအော်ဝါထမ်းပင်တက်နေထမ်းပင်ပေါ်မှာထမ်းတရားအစားခုန်နေသေးရဗျာတကယ်ကြက်ဖန်းလှုပ်လဲလှုပ်တတ်တယ်နော်ပတ်စံရှာတတ်တာကိုပြောပါတယ်တရွာလုံးအလုံးလုံးတာပတ်စံပြီးတော့ရက်သွားပြီပတ်စံကုန်တော့တွေ့လားโอ้ကြည့်အောင်ဖះเจ้าနဲ့မှလှုပ်ထားတာဟိုတကယ်ကိုတကယ်ကောင်းကင်ဘုံကဟိုအာဗာတာစကားတွေကလူဝိညာဉ်တွေကိုပြန်ခေါ်တဲ့အကောင်လေးတွေလေဝက်ဖာဆွန်ကဲဝတဲ့အရန်ကိုမှတာယာလှပပြီအရန်ကိုမှအေဂျင့်တဲ့နေရာကြီးပေါ့ဗျာတကယ်ကိုတောင်းတန်းပတ်လေမှာတောင်းတန်းကြီးတီးရှိပြီးတော့ဖျားဖြူဖြူကြီးကြီးရဖျားငါးစုစင့်ထိုင်နေတဲ့ဖျားကြီးပေါ့နော်ဒီဖျားကြီးရဲ့နာမည်ကဝက်ဖာဆွန်ကဲဝလို့ခေါ်ပါတယ်ပက်ချက်ဘုံမှာတီးရှိတဲ့ခိုးခွန်းဆိုတဲ့တောင်းတန်းဒေသမှာတီးရှိပါတယ်တကယ်ကိုမှတာယာလှပတဲ့နေရာကြီးပါခင်ဗျာတကယ်ကိုအေးချမ်းပြီးတကယ်ကိုလာသိတဲ့နေရာကြီးကျွန်တော်တို့တကယ်ကိုကြိုက်တယ်ဒီနေရာကိုရဲ့resort တွေမှာတဲပြီးအပန်းဖြေမယ်ဆိုရင်ဘယ်လောက်တောင်မှတာယာအေးချမ်းလိုက်မလဲเนาะတကယ်ချင်းတွေစုဖွဲ့မိသားစုတွေစုဖွဲ့ပြီးလာမယ်ဆိုဘယ်လောက်တော့ပြောစရာကောင်းမလဲတစ်ချိန်မှာကျွန်တော်ရဲ့မိသားစုနဲ့ဗီဒီယိုလာနိုင်ရမယ်
မိဘတွေဆွေမျိုးသားချင်းတွေကိုအဖေနဲ့အမေကိုပေါ့နော်ဒီနေရာမှာတကယ်ကိုပြချင်တယ်တကယ်ကိုလည်းဖူးစေချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ညီကောင်မောင်နှမတွေကျွန်တော်ရဲ့တူတွေတူမတွေကိုလည်းဒီလိုမျိုးနေရာတွေကိုလာစေချင်တယ်နောက်တစ်ချိန်မှာပို့နိုင်အောင်လည်းကျွန်တော်စူးစမ်းသွားမယ်ပေါ့နော်ဘာသာစကားလေးနိုင်တယ်လူတော်ပါတော့မယ်အဲ့တော့ဒီလိုလှပတဲ့နေရာတွေကိုဆက်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ပြီး subscribe လုပ်ပေးဖို့မမီးနဲ့နော်ဒီဘယ်လောက်ထိတိုက်တယ်မတိုက်တယ်ကျွန်တော်တော့ပါတော့မယ်အားကြီးကိုလာလဲမယ်ဆိုလို့ရှိရင်အဓိကဒီနေရာမှာဓာတ်ပုံရိုက်ရမှာပေါ့နော်မရိုက်မဖြစ်ရိုက်ရမယ်လောပတ်နေကမရိုက်မဖြစ်ရိုက်ရမယ်ဒီနေရာကတကယ်ကိုဒီဖျားကြီးကိုဓာတ်ပုံရိုက်ဖို့အတွက်လုပ်ပေးထားတာပေါ့နော်ဒီဖျားကြီးကိုနောက်ခံထားပြီးတော့ဒီဖျားကြီးကိုနောက်ခံထားပြီးတော့ဒီအပေါက်လေးကနေရိုက်ရမှာပေါ့နော်ဒီအပေါက်လေးကနေရိုက်ရင်ဒီမှာကျွန်တော်တို့ကနားနေနေရမှာလဲဒီမှာနေဖို့အတွက်ဟိုပုံလေးပါချပေးထားတယ်ဒီတော့တက်ပြီးတော့ဟိုအပေါက်ကနေပြီးတော့ကျွန်တော်တို့ဒီဖျားကြီးကိုနောက်ခံထားပြီးတော့ရိုက်ကိုရိုက်ရမယ်ဒါကတကယ်ကိုဓာတ်ပုံရိုက်ဖို့အတွက်တခြားလုပ်ပေးထားပါပေါ့နော်အဲ့တော့ဒီဖျားကြီးကိုရိုက်ဖို့အတွက်ဒီမှာအလှလုပ်ပေးထားတယ်အဲ့ဒီကနေအပေါက်ကလေးကနေပြီးတော့ဒီဖျားကြီးကိုရိုက်ရမှာပေါ့နော်တကယ်ကိုမှလှတဲ့နေရာ view ပေါ့နော်တကယ်ပါလာတော့လေဥမာ view တွေတက်လာပြီဖျားကြီးရဲ့နောက်မှာတောင်နေတောင်တိတ်မမြင်ရတော့ဥမာ view တွေတက်လာပြီ view တွေအရင်လာတဲ့ view တွေအများကြီးထုတ်ဆိုင်သွားလေဒီဖျားကြီးရဲ့အောက်ခြေမှာလေ view ခိုးတွေဆိုတာမှာအကုန်လုံး view ခိုးတွေဖြစ်ပြီးတော့ဖျားကြီးကတိမ်နေပေါ်မှာတီရှိနေတယ်လို့မျိုးကြီးဗျာသိရမလားအရန်လာတယ်အခုဆိုရင် view တွေဆိုင်းလာပြီးမိုးအုံတော့လေနိုင်ငံရဲ့အဆင့်အတန်းကအဲ့ဒီနိုင်ငံကိုတွားလေတဲ့အခါမှာတွေ့ရတဲ့အိမ်သားတွေပေါ့နော်အိမ်သားတွေကလည်းလုံးဝတန့်ရှင်းနေလို့ရှင်တကယ်ကိုအဲ့ဒီနိုင်ငံအဆင့်တန်းလီလာပြီလို့ပြောလို့ရတာပေါ့နော်အခုဒီမှာရှိတဲ့အိမ်သားတွေဆိုလို့ရှိရင်လေဖနက်ကအစလဲရတယ်ပေါ့နော်သူတို့ဖနက်တွေကိုသူတို့ဖနက်တွေစီးရတယ်ကိုဖနက်ကိုဒီမှာချွတ်ပြီးထားခဲ့ရတဲ့အိမ်သားတွေဝင်လို့ရှင်အဲ့တော့သူတို့ရဲ့အိမ်သားလေးဆိုမွေးနေရပဲဘယ်နားရောက်ပေါ့နော်ဘယ်နေရာရောက်တန့်ရှင်းတာပဲအဲ့တော့မျက်နှာပန်းလာတယ်ဗျာသိရမလားအမြဲတမ်းတန့်ရှင်းလုပ်နေကြတယ်ပတ်စံ9ဖက်တောင်း10တောင်းအဆင်ပြေရဗျာသိရမလားအိမ်သာတက်ရတာစိတ်ချမ်းသာတယ်ပေါ့နော်အဲ့တော့နိုင်ငံတနိုင်ငံရဲ့အဆင့်တန်းကသူတို့နိုင်ငံလာလေတဲ့သူတွေကိုတက်ရတန်ရှင်းထားနိုင်တဲ့အိမ်သာမှာတောင်းပေါ့နော်အဲ့တော့အဓိကအိမ်သာပဲနော်နိုင်ငံတနိုင်ငံအဆင့်ပြီလားမမီလားဆိုရင်အဲ့ဒီနိုင်ငံမှာရှိတဲ့အိမ်သားတွေကိုလိုက်တက်ကြည့်လိုက်စူပါမားကတ်တွေကိုပြောမဟုတ်နော်အဲ့လိုမျိုးဖျားဖူးတဲ့နေရာတွေအတိုင်းမှာဆိုရင်အရန်တန်တယ်ဒီနေ့တော့ကျွန်တော်ငါးမျက်နှာဖျားကိုလာဖူးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကိုကြည့်နေကြတဲ့သူတွေလည်းငါးမျက်နှာဖျားဖူးပြီးတော့တကယ်ကိုမှအေဂျင့်ပျော်ရွှင်ပြီးတကယ်ကိုကိုယ်တိုင်လာရောက်ရတယ်လို့ခံစားရမယ်လို့ကျွန်တော်တို့မျှော်လင့်နေပါတော့နောက်ကကားလာအဲ့တော့တကယ်လို့ငါးမျက်နှာဖျားကိုလာရောက်ဖူးခြင်းတယ်ဆိုလို့ရှိရင်တော့ပတ်ချက်ပုံပြနေမှာရှိပါတယ်သူကနည်းနည်းတော့လှမ်းနေပေါ့နော်ဒါပေမဲ့လာရတာနဲ့ထိုက်တယ်နေတကယ်ကိုလည်းအေဂျင့်နဲ့ဖူးရတာလည်းစိတ်ချမ်းသာတယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေတယောက်ချင်းငါမျက်နှာဖျားကိုကြည့်ရှုပြီးတော့စိတ်ချမ်းသာကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်လည်းဒီထက်မကဗီဒီယိုတွေများတင်ဆက်ပြီးလို့ရအောင်ကျွန်တော်ကို like and follow subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ကဒီကနေပြီးတော့တောင်းဆိုရဲပေါ့နော်အားလုံးပဲ bye bye